ကျွန်တော်ဘော်ဒီကပွဲစဉ်ကိုတော့ဝမ်ချန်မရှစ်ကမနေ့ကပဲချပြပေးလိုက်ပါပြီ။သူနဲ့ထိုးမဲ့ဖိုက်တာကတော့ X3 သူလေးရှားကူဟန်ဖြစ်ပါတယ်။အဲ့တော့ရှားကူဟန်ကိုကျွန်တော်ဒီမှာပေးသက်တွေမသိရသူမရှိတော့ဘူးလို့ထင်တယ်။ဘာကြောင့်လဲဆိုတော့သူဒီ Fredus Club မှာလေ့ကျင့်နေတယ်။ကျော်တော်ဝင်းနဲ့အရန်ကိုရင်းနေတယ်။ဒါပေမဲ့အဲ့ဒီကလပ်ကထိုင်းဖိုက်တာတွေကရှားကူဟန်ကိုမြန်မာစကားတွေပြောတဲ့ content တွေခဏခဏလောက်ခိုင်းတဲ့အတွက်ကြောင့်မို့လို့မြန်မာပေးသက်တွေနဲ့အရန်ကိုရင်းနေတယ်မြန်မာအားပေးမှုအများကြီးရရှိထားတဲ့ဖိုက်တာမလေးတို့ပြောလို့ရတယ်ပေါ့နော်။အဲ့တော့တစ်ဖက်ကကျွန်တော်တို့ရဲ့မြန်မာဖိုက်တာမလေးတစ်ဖက်ကကြတော့မြန်မာပေးသက်တွေချစ်ခင်အားပေးတဲ့ X3 သူလေးသူတို့နှစ်ယောက်တွေ့ကြတဲ့ပွဲမျိုးပါပွဲစဉ်ကတော့အတော်လေးကိုမိုက်ပါတယ်အဲ့တော့ဒီပွဲစဉ်ကိုစပြီးတော့တင်းရတဲ့အချိန်မှာကျွန်တော်ခေါင်းထဲကိုအတွင်းတစ်ခုရောက်လာခဲ့တယ်ပထမဆုံးတွေ့ကတော့ဝက်ချက်မန်ရှိအတက်ဝိတ်တန်အမြင့်မြင့်တိုင်ပွဲတွေမှာဖိုက်တာကအတလောက်ထိတောင်မှပဲနေကလားဆိုရဲအတွေ့ပါဘာကြောင့်လဲဆိုတော့သူတို့ရဲ့ record တွေနဲ့ချိန်ထူကြည့်လို့ပေါ့နော်တစ်ဖက်ကရှားကူကဆိုလို့ရှိရင်လည်းဝမ်ချက်မဲချက်မှာဒီနှစ်နှစ်ဝင်းနေတော့ရှိပြီဗျာတော်တော်လေး3ပွဲပဲထိုးရသေးတယ်အဲ့ဒီ3ပွဲထိုးပြီးတဲ့အချိန်မှာသူက channel ကမှလူဝင်ကိုရခဲ့တာဗျဘယ်တော့ရခဲ့တယ်ဆိုလို့နှစ်ပွဲထိတာမှာပဲရခဲ့တာပါသူတော်လည်းသူဘက်ကနေပဲအလွယ်လွယ်ချွတ်ချွတ်ဖြစ်ပြီးအဲ့ဒီပွဲစဉ်တွေကိုမထိုးနိုင်အောင်အဲ့ဒီတွေ့ကြမှုလို့အခုလိုမျိုးသူပြန်ကောင်းလာတဲ့အချိန်မှာချန်ပီယံလူဝင်ထမ်းမြရပဲနဲ့ဘရိုနီကာနဲ့ပွဲထိုးရတာဖြစ်ပါတယ်အပွဲဖြစ်ပါရှားကူပါသည်ဝမ်ချက်မရှိအတန်ဝိတ်တန်းမှာတကယ်ကိုကောင်းတဲ့ fighter ချန်ပီယံလေးရရှိတဲ့ fighter လို့ပြောလို့ရတယ်အဲ့တော့3ပွဲတော့ထိုးပြီးတော့နေတာမှာဒီလိုနေတာမျိုးအထိကိုရောက်လာတဲ့ fighter ပေါ့နော်ဟောက်ပြီးတစ်ဖက်ကဘရိုနီကာဆိုလို့ရှိရင်လည်းဝမ်ချက်မရှိကိုရတာတစ်နှစ်ကျော်လေးပဲရှိသေးတယ်3ပွဲထိုးပြီးသွားပြီ3ပွဲထိုးပြီးတဲ့အချိန်မှာရှားကူဟာလိုမျိုးချန်ပီယံလေးရရှိတဲ့ fighter တို့နဲ့လေးရဆိုင်ဝင်ကြပါတယ်အဲ့တော့ဒီနေရာရဲ့အခင်းချင်းသူထိုးတဲ့ပွဲစဉ်တွေကိုချိန်ထုတ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီဝိတ်တန်းမှာက fighter ကောင်အရင်မများဘူးလက်ချိုးရည်လို့ရတဲ့အနေထားမျိုးလောက်ရှိရလို့ကျွန်တော်တို့ကပြောလို့ရတယ်ဟုတ်နော်ဟုတ်ပြီဒါကအတွေ့တစ်ခုပါနောက်ထပ်အတွေ့တစ်ခုကဘာလဲဆိုတော့ဝမ်ချက်မရှစ်ကသူတို့ရှိမှထိုးနေတဲ့ fighter တွေကိုပေါ့နော်အမြင်နဲ့နူးနဲ့ကြည့်ပါကြပထမမြင်ကတော့ဟုတ်ပြီဒီ fighter ကတာမန် fighter လားတာမန် fighter ဆိုလို့ရှိရင်သူအန်ဒီကိုတော်တော်နဲ့မတင်ပေးဘူးသိလားပွဲတွေအများကြီးထိုးခိုင်းပါတယ်ဥပမာဒီ Brony ကအလဲထိုးခဲ့တဲ့ Junior Fighters ကိုပဲကြည့်လိုက်ပါဒီကောရကြည့်မယ်ဆိုလို့ရှိရင်တော့ Brony ကဘာမှမဟုတ်ဘူးဒါပေမဲ့ Junior Fighters ကကြတော့ခုနှစ်ပွဲလောက်ထိထိုးပြီးလုံးဝရှုံးမရှိထားပါဘူးအဲ့ record ဘိုင်းကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ Junior Fighters ကတာလို့ထင်ရပါမယ်တကယ်တော့လက်ရည်မှာတော့ Brony ကပို့ပြီးတော့တာပါတယ်အလဲတော်မှာပဲထိုးပြသွားသေးတယ်အဲ့တော့ Junior Fighters ကိုဝမ်ချက်မင်းကတာမယ်ခဏတည်းလို့နေနဲ့ဒီပကြံမို့သူ့ရဲ့လက်ရည်နဲ့ကန့်နေတဲ့ပွဲပေါင်းများစွာထိုးကြတယ်တော်နဲ့အမြင့်ကိုမတင်ပေးဘူးပေါ့နော်ဒါကအမြင့်တစ်ခုနောက်တစ်အမြင့်တစ်ခုကကြတော့အခု Brony ကတို့လိုမျိုးဒါဝင်ရှားကူဟန်တို့လိုမျိုးတကယ်အရေးရှိတယ်သူတို့သတ်မှတ်ထားတဲ့ fighter ဆိုလို့ရှိရင်ပွဲတွေအများကြီးမထိုးခိုင်းပွဲနဲ့လေးထိုးခိုင်းပြီးတော့သူတို့လိုချင်တဲ့ record ရပြီဆိုလို့ရှိရင်အမြင့်ဆုံး level ရှိတဲ့ပွဲတွေကိုတန်းပြီးတော့တိတ်ပေးတဲ့အနေထားပါအဲ့ဒီကြောင့်မို့ Brony ကရောရှားကူဟန်က3ပွဲလောက်ပဲထိုးပြီးတဲ့အနေထားမှာချန်ပီယံကပတ်လူပွင့်ရနိုင်တဲ့ semi final လို့ပွဲမျိုးထိကိုရောက်လာခဲ့တာဖြစ်တယ်လို့ပြောလို့ရတယ်အဲ့တော့ဒီဖန်တယောက်ထိုးတဲ့နိုင်တဲ့ fighter ကတောက်ပွဲမှာချန်ပီယံကပတ်လူပွင့်ရဖို့အတွက်အခွင့်အရေးအရန်ကိုများနေတယ်အနေထားမျိုးပါအဲ့တော့ချန်ပီယံကပတ်လူပွင့်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းဒီချာရိုဒီကွက်နဲ့ပဂျီယာတို့နဲ့တည်ထားတယ်ဒီချန်ပီယံကပတ်လူပွင့်မှာနိုင်တဲ့ fighter နဲ့ဒီပွဲမှာနိုင်တဲ့ fighter နဲ့ကပြန်တွေးမယ်အနေထားမျိုးလေးတွေရှိရပါတော့ဒါကတော့ပွဲစဉ်ခင်းတဲ့ပုံမြင်ပြီးတော့ကျွန်တော်စစောက်ရင်းနေတဲ့အတွေ့ပါဟုတ်ပြီအဲ့နောက်တစ်ခုအနေနဲ့ကကြတော့ရှားကူဟန်ကဘယ်လို fighter မျိုးလဲပေါ့နော်ရှားကူဟန်ဒီကျွန်တော်စောရန်လူမျိုးရပါတော့ရိုတူကတင်မှာပွဲတွေတွေထူသက်ခဲ့တာပေါ့ရှောရကတော့ဘူလူပွဲတိရောက်ပြီးတော့မှဘူလူပွဲမှာရှောင်းနေခဲ့တာဗျအကယ်၍သူအဲ့ဒီဘူလူပွဲကိုနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒီရိုတူဝန်ပြိုင်ပွဲရဲ့ချင်းမဲ့ကပတ်ကြီးကိုရမယ်အပြင်ကိုဝမ်ချက်မန်စီရဲ့ဒေါ်လာသိန်းနဲ့စာတုကိုလည်းတန်းပြီးရမှာပါသူတော့လည်းရှုံးသွားတဲ့ကြောင့်မို့လို့သူက1 Friday စင်းပြီးထိုးနေရတယ်ဘောနော်အခုကရှားကူဟန်ကကြတော့ရှုံးရလို့မဟုတ်ဘဲနဲ့သူကဘူလူပွဲမှာတန်းနိုင်ပြီးတော့ချင်းမဲ့ကပတ်ပါရခဲ့တာပါဒီပြတောက်မှုလို့ဝမ်ချက်မန်စီရဲ့ဒေါ်လာသိန်းနဲ့စာတုကိုတန်းခဲ့တဲ့ fighter ဖြစ်ပါတယ်အဲ့တော့သူဒီဝဲချက်မဲချက်မှာ3ပွဲထိုးတယ်3ပွဲစလုံးမှာတကယ်ကိုကောင်းတဲ့လေးပြခဲ့ပါတယ်အဲ့ဒီကသူ့ style ကတော့ဒီဘောင်စင်သားပေးတဲ့ style ပဲ Brony ကနဲ့လည်းအတော်လေးကိုတူတယ်ဘာကုံနဲ့ကောင်းလို့ထပ်လုံတာလဲလုံးဝအပြည့်ပဲ3 မိနစ်ကိုလုံးဝမကြောက်ဘဲနဲ့လုံးဝမနေသွားပဲနဲ့အပြည့်ကစားနိုင်တယ်အတော်လေးကိုမိုက်တဲ့ fighter မလေးပေါ့နော်အဲ့တော့ Brony ကအတွက်အခုကစားမယ်ရှားကူဟန်ကသူရင်ကစားခဲ့တဲ့တိုင်ဘတ်တွေထက်ပိုခက်ခဲတဲ့ပွဲစစ်တဲ့ပွဲဖြစ်လာပါလိမ့်မယ် Brony ကလည်းအချိန်မဟုတ်ပါဘူးဗျတိုက်ကောင်းမွေတိုင်းမှာလေ့ကျင့်နေတယ်သူထိုးခဲ့တဲ့ပွဲတွေတော်တော်များများကြည့်လိုက်ရဆိုလို့ရှိရင်လည်းအဲ့ဒီပေါင်းစင်အားသာချက်နဲ့ပဲတိုင်ဘတ်တွေကိုထိုးနှက်ခဲ့တာပေါ့ Brony ကရဲ့အဓိကအားသာချက်တစ်ခုကပါလဲဆိုတော့ power ဘိုင်းဖြစ်နေတယ်ဗျရှားကူဟန်ဒီလက်တိထွက်နှုံများတယ်ဘောလစကီကောင်းတယ်ဆိုပေမဲ့ power ဘိုင်းမှာကြာတော့ Brony ကကိုအရင်မမြင်လို့တဲ့နဲ့ Brony က damage တွေအများကြီးပေးနိုင်တဲ့လက်တိ power ကို
တိုင်ဆိုင်ထားတယ်ကအဲ့ဘယ်လိုဖြစ်ပါရှာကူဝမ်အတွက်လဲဘရိုနီကာကခက်ခဲတဲ့ကြံပဲဖြစ်လို့ဘရိုနီကာအတွက်လဲရှာကူဝမ်ကခက်ခဲတဲ့ကြံပဲဖြစ်လာပါလိမ့်မယ်တကယ်ပွဲတဲ့ထိုးတဲ့ခါမှာသူတို့ညစလုံးကဒီတက်လုံးနဲ့ process key ဘိုင်းကိုပဲအဓိကထားပြီးတော့အဖန်ကြားနိုင်မယ်လို့ထင်ပါတယ်အဲ့တော့ဒီဖန်မြောက်တွေ့တဲ့ချိန်မှာစိတ်ဝင်စားစရာအချက်လေးတစ်ခုလည်းရှိပါတယ်အဲ့ဒါကဘရိုနီကာဒီ FedEx Club က Federal တရားကိုအလဲထုတ်ခဲ့ဘူးတာပါ FedEx Club မှာကလည်းလောက်လာဘောနော်ဒီအတန်ဝေတန်းမှာလက်ရကောင်းတဲ့ Federal ဆိုတော့၃ယောက်ပဲရှိတာတယောက်က Junior FedEx နောက်တစ်ယောက်ကကျတော့အခုရှာကိုကနောက်တစ်ယောက်ကကျတော့ Staff FedEx ပါအဲ့ Junior FedEx ကိုလည်းသူပြခဲ့ပြီးပြီအခု Junior FedEx တက်ပို့ပြီးတော့ကောင်းတဲ့ရှာကိုကနဲ့တွေ့မယ်အဲ့တော့ FedEx Club ကနီးပြတွေကလည်းဘရိုနီကာကိုအထင်သေးမှာမဟုတ်သူတစ်ခေါက်တွေ့ဆုံမှုတဲ့အထွေးတုံနဲ့ရှိတဲ့အတွက်ကြောင့်မို့လို့ဒီပွဲမှာတော့ဖြင့်ဘရိုနီကာရဲ့အားနည်းချက်တွေကိုအရင်တစ်ခေါက်ထပ်ပို့ပြီးတော့အသေးစိတ်ရေးဆွဲလာနိုင်လိမ့်မယ်လို့တော့ထင်တယ်အဲ့တော့ဒီချက်ကိုလည်းဘရိုနီကာဘက်ကအသင်ချလေး game ဆိုင်ပြီးတော့ပြင်ဆင်တင်တယ်လို့ထင်တယ်နောက်တစ်ခုကကြတော့ဘရိုနီကာနဲ့ထိုးတင်နေဆိုပြီးတော့ Step FedEx ကလည်းပြထားတဲ့စကားရှိပါတယ်အဲ့တော့ဒီပွဲရှုံးပြီးဖြစ်စေနိုင်နေဖြစ်စေဘရိုနီကာဒီနောက်လာမဲ့ပွဲမကြခင်နေထားပါဘူးနော် Step FedEx နဲ့လည်းတွေ့ရမှတဲ့အနေထားရှိတယ်အကေဘရိုနီကာကဒီပွဲကိုလည်းနိုင်မယ် Step FedEx နဲ့တွေ့တဲ့ချိန်မှာ Step ကိုလည်းထပ်ပြီးနိုင်မယ်ဆိုလို့ရှိရင် FedEx ဘက်ကဘရိုနီကာကို reverse ပြန်လုံးမဲ့ fighter မရှိတော့ဘူးလို့ပြောလို့ရတယ်အဲ့ဘယ်ဖြစ်ပါဂုံးသစ်ကဘိုင်းတွေကလည်းဒီနေရာမှာအများကြီးကိုပါလာပြီအဲ့တော့ဂုံးသစ်ထားတွေကိုရင်းပြီးတော့ထိုးကြမဲ့ပွဲဘသူကပူကောင်းတယ်လဲဒိုင်ကမွေထိုင်းကပူကောင်းမလား FedEx ကပူကောင်းလားဆိုတာကိုဒီပွဲမှာအနေငယ်နေပြရမယ်ပွဲလို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်အဲ့ဘယ်ဖြစ်ပါဒီပွဲကအရင်ကစိတ်ဝင်စားမှုကောင်းတဲ့ပွဲပါ